အလုံးမဲမင်္ဂလာပါ Sunshine Moto မှပြန်လဲကြိုဆိုလိုက်ပါတယ်စိုက်ကလုံးဘိန်းရှယ်လေးတစ်စီးရောက်ထားပါတယ်ရန်တီအမျိုးအစားဖြစ်ပါတယ်2015 5လဒိတ်လေးနဲ့ပါဘိန်းကတော့လုံးဝကိုရှယ်ပါမယ်တစ်စီးလုံးအော်ဆေးပတ်လဲဖြစ်ပါမယ်အော်ဆေးအော်စတစ်ကာနဲ့နောက်ဆေးတစ်စက်မှမပါသေးပါဘူးလုံးဝတန့်ပါသေးတယ်ရှစ်တာယာ80ရာခိုင်နှုန်းလောက်ကျန်ပါမယ်အင်ဂျင်စီယိုစိန်ကင်းပါမယ်အင်ဂျင်လုံးဝကိုငြိမ်ပါမယ်စတက်မီလိုင်းတွေအကုန်ကောင်းပါတယ်ကာဘာဆေးသားအကွဲအပြဲမပါပါဘူးနောက်တာရလဲ60ရာခိုင်နှုန်းလောက်ကျန်ပါသေးတယ် MT-Y 40W ဖြစ်ပါမယ်သက်တမ်းက2029 6လပိုင်းအထိကျန်ပါမယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့33,500ဖြစ်ပါတယ်53ဘီလန်133,134ကြားမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်